စိန်လိုတမိုးရှိရဲ့နာမည်လေးတောင်ချစ်စနိုးပေးထားတဲ့ဖွေးစိန်ကြီးပြင်းတဲ့ make up ကလေးကတော့ရွှေ make up ကလေးဖြစ်ပါတယ်ရွှေ make up နဲ့ရွှေပုံနာတောင်အတွဲလေးကိုပေါ့နော်ဖွေးစိန်လေးကကြော်ညာပေးတာဖြစ်ပါတယ်ကိုယ်တိုင်လည်းပေါ့နော်တကယ်ကိုပဲဒီပေါ့နော်မင်းသမီးအကြီးဆိုပြီးခြေတာမျိုးမရှိဘဲနဲ့ brand ကိုတေချာလေးလိမ့်ပြီးမှ reset လေးနဲ့မှတေချာလေးကြော်ညာပေးတာပေါ့နော်လုံးဝလိမ့်လိုက်တဲ့အချိန်မှာလဲလေလုံးဝမှုံကလေးနဲ့ကွယ်ရွှေရောင်တဝင်းဝင်းနဲ့လှပပါတယ်ပြီးတော့ဘူးရဲ့ packaging လေးတွေကလည်းလုံးဝ premium ဆန်တယ်အခုလိုမျိုးပေါ့နော်အရေးသွေး quality ပြည့်မီလို့တာလေအခုလိုမျိုးချစ်စရာကောင်းပြီးတော့တကယ်တန်းဝင်တဲ့မင်းသမီးပေါ့နော်ဖွေးရနေပြီးတော့ကြော်ညာပေးတာဖြစ်ပါတယ်အဲ့တော့ဖွေးကြော်ညာထားတဲ့ဒိုရာရွှေစုံလေးပေါ့နော်ဒိုရာကကြတော့ make up ကလေးက1 2 3ဆိုပြီးကာလာ3ရောင်လာတယ်ပေါင်နာမုံလေးပေါ့နော်ပေါင်နာမုံလေးကလည်းအခုလိုမိုးရင်းနဲ့တိတ်ကြိုက်တာပဲဘာဖြစ်လို့လဲဆိုတော့ရေဆိုခံတယ်ပေါ့နော် make up ကလည်းရေဆိုခံတယ်အဲ့တော့မိုးရင်းမှာအလားမပြတ်ပဲနဲ့လှစင်တဲ့သူတွေဆိုရင်အခုဖွေးကြော်ညာတဲ့ဒိုရာ make up ကလေးမမေ့ရှိမှာအားပေးလို့ရပါပြီမျိုးနယ်ပေါင်း300ကျော်ကိုအင်ရောက်ငွေချီရတယ်ရွှေရောင်အစင်းနဲ့ဝင်းပကျင်တော့ဒိုရာလေးတုံးပျောက်ပျောက်ကြီးကြီးလေးတုံးကျင်နော်မမေအမြဲတမ်းရောင်းတဲ့ကျွေ make up ကလေးတုံးအဲ့တော့ရွှေလားကြွေလားကြိုက်ရယူလို့ရပါတယ်ကဲအဲ့တော့အရန်ကိုမျက်နှာလေးတွေကိုပြောင်ဝင်းလေးနဲ့ရွှေလိုလင်းကျင်နော်ရွှေ make up ကလေးတုံးမုံညက်လေးနဲ့လှကျင်တော့ဒိုရာပေါင်နာလေးကိုတုံးဖို့မမေ့နဲ့နော် make up ကလေးက3000ခွဲပေါင်နာလေးကတော့39,500ပါရှင်